ကဲဒါတော့နော်ဒေဒီမှာအကုန်နဲ့မှာဟာတာဗီဒီယိုပဲဖြစ်ပါတယ်နော်ကျွန်တော်တို့သူကြည့်အောင်ကျွန်တော်ဟိုမှာနော်ယောက်ျားဒီရဲ့ဘဝနော်ကိုမင်းမဘယ်လောက်နိုင်လဲဆိုတာဆက်ကြည့်အောင်အိမ်ထောင်လို့ရှိခဲ့မောနန်းတို့ကြည့်ခဲ့တယ်ဟာအိမ်ထောင်ဦးစီးလေလက်ရမ်းမြန်နော်လက်တန်ပြောင်းဟာအချကုန်ပြီချကုန်ပြီမကြည့်လက်ခလဲကိုကြည့်လက်ခလဲကိုကြည့်နော်ဒါကိုကြည့်ပြီးတော့တင်ခန်းစာယူကြလို့နော်ငါပြဘွေဆက်ဖို့ဖုန်းဆိုင်ရနေပြီးကြိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ဘဲတောင်းဝမ်းမှာဆိုရင်အဲ့တော့ parking second အစုံတွေကိုတွေ့မြင်ရမှာပဲဖြစ်တယ်ဟာဗျာမိုင်းလိုက်တယ်တန်တယ်ပြောလို့မရဘူးဟေး ဘဲdown corner မှာဆိုရင်တော့ Android tablet နဲ့ iPad tablet တွေကိုတော့ကျွန်တော်တို့တွေ့မြင်ရမှာပဲဖြစ်တယ်ဗျာဆိုလို့တန်တယ်ပြောရင်ငါပြန်တော့အေးပြန်တော့မဟုတ်တယ်ဆောက်ကတ်တယ်နောက်တန်းမှာဆိုရင်တော့ iPhone 30ကနေစပြီး iPhone 14ကို model အစုံလေးဝယ်ယူရရှိနိုင်မှာပဲဖြစ်တယ်ခင်ဗျာကျွန်တော် customer လေးကတော့နိုင်ငံတင်းပါသွားတဲ့နေသားကိုတွေ့ရပြီးတော့မှညာဘက်ချက်ကိုတက်ချိုးသွားတယ်ညာဘက်ချက်မှာဆိုရင်တော့အာဒီယိုကောင်း Bluetooth speaker နဲ့ jet plan ကကာဗာမှမွဲတွေကိုအစုံလေးရရှိနိုင်ပါပဲဖြစ်တယ်ခင်ဗျာကျွန်တော် customer လေးကတော့စိတ်ဆိုးပြီးတော့မှဆိုင်ကနေထွက်ခွာသွားပြီးပဲဖြစ်တယ်ခင်ဗျာအဲ့ဘောလုံးလောကမှာတွားပြီးတော့ဒီလား presentation တို့အဲ့လိုမျိုးတွေတွက်ပြောရပါတယ်နော်ဖုန်းဆိုင်မှာလို့ပြောတော့နည်းနည်းတမျိုးကြီးကွာနော်တကယ်ကွာနော်တော့နောက်လည်းလို့အာဂျင်တီးနားဖန်လာမသိဘူးနော်ဟုတ်မှာပါအင်ဂျီဝတ်ထားဆိုတော့ကျွန်တော်ကြည့်အောင်ခလေးလေးဟာဟဲ့ကောင်ဒီကောင်တစ်စာဖောက်ကောင်ဒီကောင်တစ်စာဖောက်ကောင်ဒီကောင်မဟုတ်တော့နော်မိသူမြေဝါတော့မဆိုတော့ပါဘူးပေါ့နော်ဒိုလေးရဲ့အောင်ပွဲခံပုံကဘလောက်ထိလွမ်းမိုးမှုရှိလဲဆိုတာအဲ့မှာကြည့်လိုက်နောက်တစ်ခါကြည့်ရအောင်အရင်သဘောကျတော့တော်သေးတော့အချိန်မီတတိထားပြီးတော့ဟဲ့လာနာပါဟောအေးစမတော့တချို့ဆိုချင်တော့တွားပြီးတော့တွန်းလိုက်သေးတယ်နော်โอเคကဘာကြီးကဘာလို့စောင်းနေဟဲ့မလို့ကဘာကြီးစောင်းဝင်တိုက်ကုန်ပြီကွာကြည့်ကဘာကြီးအစောင်းရသလားလို့နော်အမိုက်ဘုံကိုဝင်တိုက်ရတယ်တော့အရက်ဆယ်အပြန်လာရဲ့လို့ဟမ်ပါလေလိုင်းလျှောက်တာမကြီးလက်အကျဲပဲတယောက်တည်းကိုမဆန့်တော့ဘာလို့ဟာတကွက်ပဲနော်ဘာလဲတကွက်ပဲလို့လေမကြီးတကွက်ပဲတကွက်ပဲနော်တကွက်ပဲလို့လေကြာလာမလို့ကဲဗီဒီယိုတော့ဒီလောက်ပါပဲပေါ့နော်ဒီတဲ့ဗီဒီယိုတော့ဒီလောက်ပါပဲပေါ့နော်ကဲဆိုတော့နော်စကိုင်းတော့နောက်ဗီဒီယိုမှာထပ်ပြီးတော့ပြန်တွေ့ကြမယ်အားလုံးပဲ see you bye bye